ဟဲ့ကိုပါအောင်ငါဒီစာရွက်ကိုလေ PDF ဖိုင်ပြောင်းပြီးပို့ပေးရမှာ။ point ရလဲဘေးကအရေးတွေပါနေဘလို့မှအဆင်မပြေဘူး iPhone သုံးပြီးတော့ဘာတွေခက်ခဲနေရလဲလာငါပြပေးမယ်အရင်ဆုံးကိုယ့် iPhone ထဲက Note app ကိုဖွင့်ပါ New Note တစ်ခုဖွင့်ပြီးအောက်က attachment ကိုနှိပ်ပါပြီးရင် scan document ကိုရွေးပြီးကိုပို့ချင်တဲ့စာရွက်ပုံကိုချိန်လိုက်ပါဒါဆိုရင်သူ့ဘာသာသူအလိုလျောက် scan ဖတ်ပြီးသားဖြစ်သွားပါလိမ့်မယ်ပြီးသွားပြီဆိုရင် save ကိုနှိပ်လိုက်ပါဒါဆိုရင်စာရွက်က note ထဲမှာဒီလိုလေးပုံစံတကျရောက်သွားပါလိမ့်မယ်အားလုံး ready ဖြစ်ပြီဆိုမှကိုပို့ချင်တဲ့သူစီကို share ခလုတ်လေးနှိပ်ပို့ချင်တဲ့ app လေးရွေးလိုက်ရင် PDF ဖိုင်အနေနဲ့တန်းပို့လို့ရပါပြီဟဲ့နင်လောက်လိုက်တော့လဲလွယ်လွယ်လေးရယ် iPhone မှာဒီလိုလုပ်လို့ရမှာငါမသိခဲ့ဘူးလေအဲ့ဒါကြောင့် MK Facebook page ကို follow လုပ်ထားပါလို့ပြောတာပေါ့ဒီလိုလဲကူ iOS tip လေးတွေကိုသိချင်တယ်ဆိုရင် MK App Authorized Service Provider ကို follow လုပ်ထားဖို့အတွက်မမေ့နဲ့နော်